Hello Hello အားလုံးပဲမင်္ဂလာပါအခု Avian online စားဆော့တဲ့သူတွေအတွက်အရေးကြီးဆုံး newbie တွေအတွက်အရေးကြီးဆုံးစုံသွားနည်းကိုကျွန်တော်ပြောပြပါမယ်စုံက Avian online မှာအနည်းဆုံးက4စုံရှိပါတယ်သွားမှုကဘယ်လိုစုံလဲဆိုရင်တော့ကျွန်တော်တို့မကြီးကိုဖွင့်လိုက်ပါမအကြီးကိုတွေ့ပါလိမ့်မယ်မအကြီးကိုတွေ့ပါလိမ့်မယ်မက်ကြီးမှာကြတော့ Ryan's Coordinate CD က5ခုရှိပါတယ် Ryan's Coordinate CD 5ခုရှိရဲအဲ့ဆိုရင်ကျွန်တော်တို့ဇုံကဘယ်နှစုံရှိလဲဆိုရင်blue စုံရှိရဲ blue စုံရှိရဲဒီ blue စုံလေးရှိပါတယ် blue စုံရှိတယ်ညရင် yellow စုံလေးရှိပါတယ်blue စုံကြတော့ကျွန်တော်ဘယ်လိုပြပြရမလဲ blue စုံကြတော့အနေငယ်ကြီးပင်းရှင်းနေတာပေါ့နော်ဘယ်သူမှတက်မဲ့သူမရှိပါဘူး hostile player လုံးဝမရှိပါဘူးsaver လူတွေနေပါတယ် saver လူတွေကြာနေပါတယ် combat fake နေပါတယ်yellow စုံကြတော့hostile player ရှိပါတယ်hostile player ရှိရယ်not down စုံလို့ခေါ်ရယ် not down ဖြစ်တာပေါ့ဥမာ brother ကိုတယောက်လာတက်သွားရင် not down ဖြစ်သွားပါတယ်not down ဖြစ်သွားရယ်item power duration ကြာရယ်ပေါ့နော် not down ဖြစ်သွားရယ်ဒီ red zone ကြတော့ what the fuck okay red zone ကြတော့ PVV စုံပေါ့နော် PVV စုံဖြစ်တဲ့အတွက်ကြောင့်မတူဘူးဗျာဒီမှာကျွန်တော်ရှင်းပြပေးမယ်ဒီမှာ blue စုံရဲ့ဒီဘက်ချက်မှာဟောကြည့်လိုက်ပါ combat fail ဝင်ကြည့်လိုက်ပါ115% okay yellow စုံ140နော် red စုံ230စုံတစ်ခုချင်းစီလိုက်မတူပါဘူးဒီလိုမျိုးအနေငယ်ကင်း patient နဲ့စုံနေကြတော့အနေငယ်ကင်း patient နဲ့စုံနေကြတော့ combat တွေနေပါတယ်fake တွေနေပါတယ် loose spirit တွေနေပါတယ်save တွေနေပါတယ်yellow စုံကြတော့save လေးနေပါသေးရဲ့fake နဲ့နေပါတယ်red စုံကြတော့fake ရော save ရောများလာပါတယ်ဒါပေမဲ့ဒီနှစ်စုံမှာတည်သွားရင်ကိုပစ္စည်းမကြပါဘူးဒီနှစ်စုံမှာတည်သွားရင်ကိုပစ္စည်းမကြပါဘူးဒီစုံမှာစပြီးတော့တည်သွားရင်ကိုပစ္စည်းကြပါတယ်အဲဆိုရင်red စုံတော့ကြည့်အောင်လည်းမဲ red စုံတစ်ကြတာပေါ့ဗျာနောက်ပါနေပြီ okay red စုံတော့ကြပါမယ် red စုံred စုံred စုံသွားမယ်ဆိုတော့က red စုံတခုတော့ရှိပါတယ်red စုံဂန်ကာပေါ့ဒီမှာခေါ်ရင်တော့ဂန်ကာရေတော့ရှိပါတယ်ဂန်ကာရေတော့ဘယ်လိုကြည့်ရလဲဆိုရင်ဒီလို hostile player ရေတွက်နဲ့ကြည့်ရပါတယ် red စုံမှာကြာရင်တော့ red စုံမှာဒီလိုရေတွက်လေးနဲ့ကြည့်ရပါတယ်ဒီလိုရေတွက်ဆိုနှစ်ထူးဆိုရင်ဒီမတ်တမတ်မှာကိုကိုတက်လို့ရတဲ့လူ2ယောက်ရှိရဆိုတဲ့သဘောပါနော်ကိုတက်လို့ရတဲ့လူ2ယောက်ရှိရဆိုတဲ့သဘောပါဒါပေမဲ့ yellow စုံဖြစ်တဲ့အတွက်ကြောင့်ကိုကိုလာပြီးတော့တက်ရင်တော့မှကိုကပစ္စည်းမကြဘဲနဲ့နော်တောင်းပဲဖြစ်သွားမှာပါ2မိနစ်နော်တောင်းဖြစ်သွားမှာပါဥပမာဒီလိုအကောင်လေးပေါ့မှာဆိုရင်foster လေးအဲ့လိုမျိုးအနီးအောင်ပုံစံလေးနဲ့တွေ့ရပါလိမ့်မယ်okay red စုံသွားကြမယ်ဒါတာနယ်ပေါက် red စုံလို့ခေါ်ပါလိမ့် red စုံမှာကြာရင်တော့PVV စုံဖြစ်သွားပါပြီPVV စုံဆိုတာဘယ်လိုမျိုးစုံဆိုလဲဘယ်လိုမျိုးစုံဆိုတာလဲဆိုတော့ဒီမှာကိုကအတက်ခံလိုက်ရရင်ကိုယ့်ရဲ့ item တွေကြာသွားမှာဖြစ်ပါတယ် item ဆိုတာကျွန်တော်ခုကဖင်ပြောင်းနဲ့သွားနေရပါကျွန်တော်တေဝိုင်းတော့ဒီ rate တိတ်ကြာသွားပါလိမ့်မယ် okay အဲ့ဆိုရင်ကျွန်တော်ဘယ်လိုမျိုးတက်ခံရလဲဆိုတော့ကျွန်တော်တိုက်ပြပြပါမယ်ကျွန်တော်သွားပြီးတက်ခံအောင်ဖြစ်ပါတယ်
okay သွားပြီးတော့တက်ခံပါမယ်ဖြည်းဖြည်းချင်းစီဒါ red zone ဆိုရင်ဒီမှာ red zone ဒီမှာရော hostile player 0ဆိုတော့တယောက်မှမရှိပါဘူးဒါကန်ကဒီကန်ကလို့ပြောလို့ရတာပေါ့ red zone မှာကြာရင်တော့ကန်ကများတာပေါ့ကန်ကများကြပါလိokay okay ဒီမှာလေကန်ကမရှိပါဘူးဒီ hostile player ရေတော့မရှိပါဘူးဒီချိန်မှာ brother တို့အနေနဲ့find နေ find တာမြန်ခြင်းနဲ့ပါဆိုတော့ red zone မှာလာ find လို့ရပါတယ်ဒီထက်ကောင်းတဲ့နေရာလည်းရှိပါတယ် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးသွားနေတဲ့အချိန်မှာဒီ red zone မှာဆိုရင်တော့အရင်ဆုံး newbie player ရဲ့အတွက်တော့yellow zone မှာအသားကျသွားရင်တော့ red zone လာသိချင်ပါတယ် red zone မှာတော့ကြတော့သိနိုင်ပါတယ်သိနိုင်ပါတယ်ဆိုတော့သိနိုင်ပါတယ်ဘယ်လိုချိန်မျိုးမှာသိနိုင်လဲဆိုရင်ကန်က6ရောက်9ရောက်လောက်ရှိတဲ့အချိန်ဆိုရင်အမှန်ဟောမသွားပါနဲ့6ရောက်9ရောက်4ရောက်ရှိလည်းမသွားပါနဲ့3ရောက်ရှိလည်းမသွားပါနဲ့1ယောက်ရှိတော့မှသတိထားပါအဲ့ဒါပြောချင်ပါတယ်ကန်ကရထင်မသေးပါနဲ့ okay high point cloud လာလိုက်မယ်ဆိုရင်တော့ဖြစ်ကျွန်တော်တို့ကန်ကရီတော့ကြည့်ရအောင်ကန်ကလည်းမရှိပါဘူးဒီမှာကန်ကလုံးဝမရှိပါဘူးဒါပေမဲ့ကျွန်တော်သွားနေရဝင်ကျင်မို့လားမသိဘူးမရှိပါဘူးအားမှာကန်ကတကောင်တွေ့ပါပြီမကန်ကတကောင်ရှိပါတယ်ကန်ကတကောင်ရှိပါတယ်အဲ့လိုမျိုးဥပမာဗျာဥပမာကျွန်တော်ကဒီမှာတက်ပင်နှုတ်နေဆိုပါစို့အဲ့ချိန်မှာကျွန်တော်လာပြီးတက်သွားလို့ရပါတယ်အကောင်ကအဲ့ကြောင့်အကန်ကာကိုသတိထားပါအဲ့လိုကန်ကာတွေကိုသတိထားပါကန်ကာတွေကဘယ်လိုပုံစံမျိုးလာတက်လဲဆိုရင်ဒါယာဟုစီတက်ပါတယ်ဒါယာဟုတွင်ပြီပါဒါနလပိန်လုံးနည်းနဲ့ပြောတာပါဒီလိုက်ပါကြည့်မယ်ကန်ကာကိုတွေ့ကန်ကာကိုလည်းပြပါမယ်ကျွန်တော်ရအောင်တွေ့ပါမလားမသိဘူးလဲတော့ရှာနေရပဲကန်ကာတွေတော့ထားလိုက်ပါကန်ကာမတွေ့လဲဒီတိုင်းတွေ့ဟိုပဲသွားရမှာပေါ့ကိစ္စမရှိပါဘူးကန်ကာမရှိလဲကိစ္စမရှိပါဘူးကန်ကာမရှိလဲကိစ္စမရှိပါဘူးဒါဒီဗီဒီယိုလေးကစုံနေလိုက်ပြရဲ့ဟာပဲဆိုတော့ကိစ္စမရှိပါဘူးအဲ့လိုပေါ့ဒီလိုမျိုး hostile player လေးတော့ဒီထားဖို့လိုပါတယ် red zone မှာကျွန်တော်နော် hostile player ဆိုတော့ဘယ်လိုပြောချင်တာလဲဆိုတော့sorry ပါဒါကျွန်တော် flat တက်ထားလို့ function flat တက်ထားလို့ function flat လေးခဏဖြုတ်okay hostile player ဆိုတော့ဘယ်လိုမျိုးလဲ okay ကျွန်တော်ဒါရိုးရိုး player hostile player ပြောင်းရင်ဒီဟာလေးကိုနှိပ်လိုက်မယ်ဆိုရင် hostile player စပြောင်းပါပြီဒီလိုပုံစံမျိုးဒီလို hostile player ပြောင်းစပြောင်းပြီပေါ့ hostile player ပြောင်းမယ်ဆိုရင်ကျွန်တော်ကတခြားသူတွေသွားတက်လို့ရပါပြီPK ဖြစ်သွားပါပြီပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်ဒီလို hostile player ပြောင်းလိုက်တဲ့အချိန်မှာဒီမှာတစ်ဆွဲဟာလေးပေါ်သွားပါလိမ့်မယ်ဒါလေးစောက်ပါပေါ်သေးပါဘူးခုချိန်ကြီးပေါ်သေးလည်းမသိပါဘူးဒီလို hostile player ပြောင်းသွားမယ်ဆိုရင်ဒီ map မှာ hostile player ပြောင်း okay ကျွန်တော်ဟာပေါ်ပါပြီဒီမှာ hostile player ဆို1ပေါ်ပါပြီကျွန်တော်ပေါ်ပါပြီဒီမှာဆိုရင်ကျွန်တော်ဒီမှာဆိုကျွန်တော် hostile player ပြောင်းလိုက်တဲ့မှာတစ်ပေါ်ပါပြီကျွန်တော်ကတခြားသူတွေတွားရိုက်လို့ရပါတယ်ကျွန်တော်ဒီ state နဲ့ကျွန်တော်ဒီမှာစောက်ပြီးတွားရိုက်လို့ရပါတယ်လူတွေဖြတ်သွားဖြစ်လာလူယူအဲ့လိုမျိုးပါပဲ hostile player ပြောင်းလိုက်ရင်တော့ကျွန်တော် hostile player တယောက်ဆိုရင်မှတယောက်ပေါ်နေပါတယ်ဥပမာပါတီနဲ့တချို့လူတွေဆိုရင်4ယောက်5ယောက်လောက်စုပြီးတော့တယောက်တည်းဝိုင်းတက်တာမျိုးရှိတယ်အဲ့ဒါဆိုရင်မတ်ထဲမှာဆို hostile player 5ယောက်6ယောက်ပေါ်တက်ပါတယ်အဲ့ရောက်တည်ထားပါဒါပါလေဆိုရင်မှာဒါငါ့ကိုလာချောင်းတက်တော့မှာ okay အားလေးပါပဲ okay ကျွန်တော်နောက်ခုကblood zone သွားပါမယ် blood zone ကဘယ်လိုသွားရလဲခဏလေးပါကျွန်တော်အဲ့ဒီမျိုးလုပ်လိုက်ပါချင်းဟွာလေးလုပ်လိုက်ပါထားလိုက်ဒါကြတော့ဟွာလောက်တာပေါ့ teleport လောက်တာပေါ့နော် teleport ထားလိုက်ပါထားလိုက်ပြီချင်းထားလိုက်ပဲဆိုရင်သင်ရဲ့ city ကိုပြန်ရောက်သွားလိမ့်မယ်ကျွန်တော်က Tafo
ဘယ်လိုသွားရလဲ blood zone ဘယ်လိုသွားရလဲဆိုတော့ကျွန်တော်ထပ်ပြပြပါမယ် blood zone ကကြတော့ကိုကျွန်တော်ကြတော့ဒီတက်ဖို့ပေါ်တယ်ဖိုင်ထားဖြစ်တက်ဖို့ကနေပြပြပါမယ် okay blood zone ဘယ်လိုသွားကြမလဲ blood zone သွားမယ်ဆိုရင်တော့ blood zone ဘယ်လိုသွားရလဲဆိုရင် portal ကနေသွားရပါတယ် portal ဆိုဘယ်လိုပုံစံမျိုးလဲဆိုတော့ဒါက Ryan Coordinate လို့ခေါ်ပါတယ်ဒါ Ryan Coordinate ပုံစံမျိုးဖြစ်ပြီးတော့ပေါ်ပန်းကတော့ blood zone coordinate ဖြစ်ပါတယ် blood zone ကြတော့ခုနပြိုင်ဇုံတွေထပ်ပို့ပြီးတော့ဟိုလူ separate တွေကောင်းပါတယ် faint တွေကောင်းပါတယ်အကုန်ကောင်းပါတယ်နော်အကုန်ကောင်းပါတယ်အဲ့ဒါရင် sorry ပါကျွန်တော်ပြောမိပါ concrete hotel ကိုရင်ဝင်ပါမယ်အရင်ဆုံး blood zone သွားခြင်းလဲဆိုရင်တော့ okay sorry ပါပြန်ပြီးပြပြပါမယ် okay ဒီလို mini max လေးကိုထောက်ပေးလိုက်ပါထောက်ပြီးရင်မှဒီလိုတကားပေါက်လေးတွေ့ပါလိမ့်မယ်ဒီလိုတကားပေါက်မြို့တိုင်းမှာရှိပါတယ်လို့တကားပေါက်လေးနော်အဲ့လိုမျိုးပေါ့ concrete hall လို့ခေါ်ပါတယ် concrete hall concrete hall ကိုအဲ့လို concrete hall သွားမယ်ပေါ့နော်ပြောချင်တာကတော့concrete hall သွားမယ်သွားပြီးရင် portal ဘိုင်းရမှာပေါ့အဲ့ဆိုရင်ကျွန်တော် concrete hall ထဲပေါ့ခုနကကျွန်တော်ပြတဲ့ concrete hall ထဲကိုဝင်ဒီလိုမျိုးတကားပေါက်ထဲကိုဝင်ပြီးသွားရင်ဆက်သွားအပေါ်တက်ပဲဆက်သွားပြီးရင်ဒီမှာတွေ့လား brother တို့ဒီမှာတွေ့ပါလိမ့်မယ်ဒီအပေါက်လေးထဲဝင်လိုက်ရင်ပေါ်တယ်ရောက်ပါပြီ blood zone ပေါ်တယ်ရောက်ပါပြီအဲ့တော့လည်းဝင်လိုက်ပါမယ် okay blood zone ပေါ်တယ်လေးရောက်ပါပြီokayအဲ့ဆို blood zone နဲ့ရောက်ပါပြီ portal ကိုရောက်ပါပြီ blood zone ထဲမရောက်သေးဘူးเนาะဒါ portal ပဲရောက်သေးတယ် portal ဆိုတာကျွန်တော်တို့ဒါ Ryan Coordinate City ခုနကအပေါက်ဖြစ်လိုက်တော့ကျွန်တော်တို့ဒီလိုမျိုးပေါ့ဒီလို portal လေးကိုရောက်တာဒီဟာ portal လို့ခေါ်ပါတယ်ဗျာဒီဒါ third foot portal ပေါ့ဒါ portal လို့ခေါ်ရဲဘေးနားဇုံတွေကဘာဇုံတွေလဲဆိုရင်ဘေးနားဇုံတွေကဘာဇုံလဲဆိုရင်ဒါ blood zone တွေပါ blood zone တွေကတော်တော်များများလူကောင်းပါတယ် blood zone တော့မှဟိုဇုံတိုင်းကောင်းနေတာမဟုတ်ပါဘူးအဲ့ဒါကိုသိဖို့လိုပါတယ် blood zone တော့မှတချို့ကျွန်တော်ပြပါမယ်region quality ဆိုတာရှိရယ် region quality ကိုနှိပ်လိုက်ဒီမှာ region quality เนาะ region quality ကိုနှိပ်လိုက်မယ်ဆိုရင် region တစ်ခုစီလိုက်ကသူကပိုကောင်းပါတယ်ဒါဆိုရင်ဒီ portal ဘေးနား region တော်တော်များများကဟို Ryan Coordinate City ထက်တော့ကောင်းတယ်ဒါပေမဲ့ဇုံတစ်ခုလိုက်စီပြီးတော့ quality ကကွာသွားပါတယ်ဒီလိုမျိုးအတွင်းပိုင်းတွေကကြတော့လုံးဝအကောင်းဆုံးပါfaint ရောလူရော save ရောအကောင်းဆုံးပါเนาะအဲ့လိုမျိုးဆိုရင်ဒီလိုအတွင်းထဲမှာနေတာပို့ပြီးတော့ faint တွေလူတွေ save တွေပို့ရပါတယ်တခုလုံးမယ်ဆိုရင်အဲ့လိုဘယ်လိုနေရမလဲပေါ့ဘယ်လိုနေရမလဲဆိုရင်တော့နေရအများကြီးရှိပါတယ်ANAKE ဝင်ပြီးတော့လိုမျိုးပေါ့ANAKE ဝင်ပြီးတော့သူတို့ high အောက်မှာနေလို့ရတယ်လို့ကိုက ANAKE မဝင်ခြင်းဘူးကိုကလွတ်လပ် solo play ခြင်းနေဆိုရင်တော့ဖြစ်ဒီလိုမျိုး smuggler dan တွေရှိပါတယ် smuggler dan တွေမှာ home ဆက်ပြီးတော့နေလို့ရပါတယ် okay အဲ့ဆိုရင် blood zone သွားရင်ဘယ်လိုသွားရမလဲ blood zone သွားရင်ဘယ်လိုသွားရမလဲဆိုရှင်းပါတယ်ကိုမှစက်တီက AE ကွယ်9ကွယ်ပေါ့တာယာ8လို့တာ8တော့ဝစ်ပြီးတော့သွားမယ်ဆိုရင်ဒီလိုပုံစံမြန်မာလိုကြီးမထွက်ပါနဲ့။ဝိုင်းဘာဖြစ်လို့လဲဆိုရင်ဒီမှာကပေါ်တယ်မှာလည်းပေါ်တယ်ကန်ကာရှိပါတယ်။ကန်ကာလိုက်တာတက်ပါတယ်။အားကြောင့်ဘယ်လိုပဲတော့ short လေးတောက်ထွက်ပါ။အဲ့လို short လေးတောက်ထွက်လိုက်မယ်ဆိုရင်ကိုပြောက်သွားပါပြီ။ဘယ်သူမှမြင်ရတော့ပါဘူးကို။အဲ့လိုထွက်လိုက်ပါ။ထွက်ပါပြီ။အဲ့ဆိုရင်ကိုဘယ်သွားလဲဆိုတာတခြားသူမသိတော့ပါဘူးအဲ့လိုမျိုးတော့ဘယ်လိုပြောမလဲ shine ပေါ့ shine တောက်လိုက်ရင်တော့မသိတော့ပါဘူးမသိတော့ရင်ဒီမှာတောက်လို့ရပါပြီဒီလို black zone တွေကyellow zone blue zone yellow zone red zone ထပ်ပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့လည်းစစ်ဖြစ်ပါတယ်ပို့ပြီးတော့စစ်ရောမဖြစ်ဘူးเนาะကျွန်တော်ပြောပြစစ်ရောမဖြစ်ဘူး okay brother အနေနဲ့တခုတော့သိထားဖို့လိုပါတယ်အဲ့လို Roblox နားကိုမသွားပါနဲ့တေးဝတ်တက်ပါတယ် Roblox ဆိုအနည်းဆုံးဒီအောက်ဘက်မှာကြည့်လိုက်ပါ
အောက်ဘက်မှာကျ3150ဆိုပြီးတော့ပုံစံပြထားပါတယ်နော်ဒီ black ဆုံးမှာကျတော့ hot shine player 1 2 3 4နဲ့ပြတာမဟုတ်ပဲねအကုန်လုံးမြင်သမျှအနီရောင်တွေပဲဖြစ်ပါတယ်ကျွန်တော်တော့ပြပြပါမယ်ခဏနော်โอเคကျွန်တော် short line တော့ထားတဲ့အတွက်ဒီကောင်လေးကကျွန်တော်မြင်ရမှာတော့မဟုတ်ဘူးဒါအဲ့ကြောင့်ကျွန်တော်အေးဆေးဆေးတော့ပြပြပါမယ်โอเคဒီကောင်လေးက territory အထက်လာထက်တာလားတဖတ်တာလားမသိဘူးအဲ့တော့ကျွန်တော်လည်းစိတ်ဝင်စားပါဘူးโอเคအားဆိုရင်ကျွန်တော်တို့ဒီမှာမြင်သမျှအရာအလုံးကတော့အနီကောင်လေးပဲဖြစ်ပါတယ် black ဆုံးမှာမြင်သမျှအနီကောင်လေးဖြစ်ပါတယ်ဒီမျိုးအနီကောင်လေးဖြစ်ပါတယ်ဒီလိုမျိုးအနီကောင်နေဖြစ်ပါတယ်ဒီမျိုးပေါ့အနီကောင်ချီတာပေါ့ဒီမျိုးအနီကောင်လေးဖြစ်ပါတယ်ဘယ်သူမှred zone လို့အပြာကောင်လေးမတွေ့တော့ပါဘူးred zone လို့အပြာကောင်လေးမတွေ့တော့ဘူးအနီကောင်လေးပဲဖြစ်ပါတယ်ဒီမျိုးပေါ့အဲ့ဆိုတော့brother တို့အနေနဲ့ပေါ့red zone ကိုသွားပြီဆိုရင် red zone ဟာငါ PVP ချလို့တေးမှာပဲဆိုရင်စိတ်ကြီးနေမသွားပဲမနေပါနဲ့သွားပါတေးလဲပြန်ထားပါပြန်ဝယ်ပါပြန်သွားပါred zone တော့အရင် Gucci ဆက်နဲ့မသွားသေးကြပါဘူးဥပမာတာယာစစ်တာ5လောက်နဲ့ပဲသွားပါအရင်ဟိုတီယာတာယာ8လောက်နဲ့မသွားပါနဲ့တင်ဝယ်ပါလိမ့်မယ်အဲ့လေးပြောချင်ပါလေโอเคbrother တို့တခုထပ်မေးပြရှိပါတယ်brother ဒါကြီးရဘာကြီးတော့ဒါ black zone စဝင်တဲ့ newbie ကဘယ်လိုမေးကြလဲဆိုတော့ကျွန်တော်ဒီအကြီးရဘာကြီးလဲပေါ့ဒါရ territory လို့ခေါ်ပါတယ်territory လို့ခေါ်ပါတယ်ဒီ region တစ်ခုလုံးမှာ region တစ်ခုစီမှာ territory တစ်လုံးရှိပါတယ်အဲ့ territory ကိုပိုင်းတဲ့ gate လည်းရှိပါတယ်ဒါတော့ territory လို့ပဲမှတ်ထားလိုက်ပါဘာမှတော့မဟုတ်ပါဘူးဆရာဒီရ road တွေအကြောင်းပြီးရင်ကျွန်တော်ရှင်းပြပေးပါမယ်โอเคအဲ့ဆိုရင် region zone quality လည်းသိပြီဆိုရင်တော့ zone quality ရရှိပါတယ်ဒါကို inner zone လို့ခေါ်ပါတယ် inner range လို့ခေါ်ပါတယ် inner range zone ကျွန်တော်ကဒီ zone ကပေါ်တယ်ဘေးနာပေါ်တယ် zone လို့ခေါ်ပါတယ်ပေါ်တယ်ဘေးနာ zone ဒီ zone တွေမှာဆိုရင်quality အဲ့လိုမကောင်းပါဘူးဒီလောက် zone လောက်ဆိုရင်ဒီရောင် zone လောက်ဆိုရင်တော့ quality တော့ကောင်းပါတယ်အမှနေခြင်းတယ်ဆိုရင်နေခြင်းတယ်ဆိုရင်ဘယ်လိုပြောပြရမလဲsmuggler တန်မှာ home ဆက်ပြီးတော့တွားနေလို့ရပါတယ်โอเคမနေခြင်းနဲ့နေလို့ရပါတယ်โอเคကျွန်တော်တို့ပြီးရင် inner range zone တွေကိုဘယ်လိုမျိုးစိတ်ဖြစ်သွားရမလဲโอเคကျွန်တော်ပြပေးပါမယ်စိတ်ပေါ်တဲ့အကြောင်းထပ်ဆောင်ထပ်ရှင်းပေးပါမယ်စိတ်ပေါ်တဲ့အကြောင်းထပ်ရှင်းပေးပါမယ်โอเคကျွန်တော်တို့ပြန်မယ်ပြန်ပြီးသွားရင်โอเคကျွန်တော်ပြန်ပြီးတော့ okay ဗျာဒီ let me see SQT this โอเคဒီတော့စစ်ပေါ်တယ်လို့ခေါ်ပါတယ်ဒါစစ်ပေါ်တယ်ကြတော့စစ်ပေါ်တယ်ကဘယ်လိုလုပ်တာလဲပေါ့စစ်ပေါ်တယ်ကဘယ်လိုလုပ်တာလဲဆိုတော့နေရာဒီလိုမျိုး black zone ရဲ့နေရာတော်တော်များများကိုဒီ black zone ရဲ့နေရာတော်တော်များများကို randomly ပို့ပေးရဘယ်လို randomly ပို့ပေးရလဲဆိုတော့let me see ဇာတ်ရသိမကောင်းဖြစ်နေ sorry ပါလို့ okay အဲ့ဆိုရင်ဒီမှာတော့သွားမယ်ဆိုရင်တော့သူစစ်ပေါ်တယ်ကပေးရပါတယ်ပေးလိုက်ပါဘာမှဖြစ်ပါဘူးပေးလိုက်ပါပြန်ချလို့ရပါတယ် okay ကျွန်တော်တို့သွားပါပြီ randomly ပို့ပေးလိုက်ပါပြီဥပမာမှာနေရာကိုဒီလိုနေရာကို randomly ပို့ပေးလိုက်ပါပြီဒီဆုံး randomly ပို့ပေးလိုက်တော့အချိန်မှာကျွန်တော်တို့ zone quality ဒီပေါ်ရောက်သွားပါတယ်ကိုက gathering သမား gatherer ဆိုတာကပန်းခုကြောက်ထုငါးများအသမားတွေအတွက်ကြတော့အဲ့လိုမျိုး support တွေသွားပါsupport တွေနဲ့သွားပြီးရင်အဲ့လိုမျိုးပေါ့တက်ပင်လေးလိုက်ခုတ်တာတို့ငါးလေးပတ်များမလုပ်လို့ရပါတယ်ဥပမာကိုနောက်ဂန်ကာကြီးလိုက်လာခဲ့သည်ရှိတော့ကိုဘက်ကိုဂန်ကာကြီးလိုက်လာခဲ့သည်ရှိတော့ထပ်ပြေးဒီ portal လေးကိုနှိပ်ပြီးတော့ဒီတက်ဖို့ support လေးကိုနှိပ်ပြီးတော့ပြန်လို့ရပါတယ်စီလေးဖြစ်ပါတယ်နော်စီလေးဖြစ်ပါတယ်အဲဒါကြောင့် support တွေကအသုံးဝင်ပါတယ်အခုကျွန်တော်အချင်းချင်းပြန်ရှင်းပြပေးပါမယ်စုံ3ခုရှိပါတယ်
စုံ၄ခုရှိပါတယ်blue zone yellow zone red zone black zone ရှိပါတယ် black zone မှာလေ black zone မှာအောင်မှ quality ကောင်းတဲ့ black zone ရှိသလို quality မကောင်းတဲ့ black zone ရှိပါတယ် quality ကောင်းတဲ့ black zone သွားသိချင်ပါတယ်ဆေးဘော်တွေသုံးပါကိုကgather ဖြစ်ဖြစ် solo player ပဲဖြစ်ဖြစ်တယောက်တည်းဆောင်းနေချိန်တော့ဆေးဘော်တွေသုံးပါinner zone တွေမှာနေခြင်းနဲ့ဆိုတော့ smuggler တန်တွေမှာ home set ပြီးနေလို့ရပါတယ် smuggler တန်မှာ home ဘယ်လိုဆက်ကမလဲဆိုတော့ smuggler တန်ဆိုတော့ဒီလိုပုံစံမျိုးလေးပါအထက်ဝင်လိုက်ပါဝင်ပြီးတော့ဆက်အိုက် home ဆိုရင် home set တဲ့နေရာလေးတစ်ခုရှိပါတယ်အမှ home set ပြီးတော့အမှအသေးမချင်းနေလို့ရပါတယ်အားလေးပြောချင်ပါတယ်ဒီနေ့တော့ကြောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်စောင့်နေကြည့်ရှုပေးတဲ့အတွက်